ဒီကနေ့သာသနာပြုအတွေ့အကြုံတွေများစွာထဲကဘာသာရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေတစ်ခုကိုပြောပြလိုပါတယ်။ဦးဇင်းတို့ဟိုးရှမ်းပြည်နယ်ရှေ့ပိုင်းကျိုင်းတုံကိုသွားပြီးတော့တာဝန်နဲ့သာသနာပြုသွားတဲ့အခါတုန်းကတွေ့ကြရတဲ့အတွေ့အကြုံတွေပါအတွေ့အကြုံတွေကတော့အများကြီးရှိပါတယ်ခုပြောပြချင်တာကတော့ဘာသာရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေပါဘာသာရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကဘာလဲဆိုရင်အဲ့ဒီမှာနေတဲ့အခါတုန်းကကလေးတွေတော်တော်များများနဲ့သွားကလာကစားကတောက်ခါနဲ့တီကျွမ်းဝင်ခဲ့ရတယ်အဲ့လိုတီကျွမ်းဝင်ခဲ့တဲ့အခါကျတော့အဲ့ဒီထဲကနေပြီးတော့တချို့သောကလေးတွေကမေးခွန်းမေးတာဘာမေးခွန်းနေမေးတာလဲဆိုရင်တပည့်တော်တို့ဘာကြောင့်ဘုရားကိုကိုးကွယ်တာလဲဘာကြောင့်ဘုရားကိုကြောရတာလဲဗုဒ္ဓဘာသာဝင်ဆိုတာဘာကိုပြောတာလဲအဲ့လိုမေးခွန်းတွေခဏခဏမေးတယ်မင်းတို့ကဘာဖြစ်လို့သိကျင်တာလဲလို့ပြန်မေးလိုက်တဲ့အခါသူတို့ကခရိယန်တွေကမေးလာပြီဆိုလို့ရှိရင်မပြောတတ်လို့ပြန်ပြီးမပြောပြတတ်ဘူးပြန်ပြီးပြောပြတတ်ချင်တာခရိယန်တွေကသိမေးတယ်တဲ့ခရိယန်ကလေးတွေပေါ့လေနော်အဲ့တော့ခရိယန်တွေအများစုရှိတာဟောအဲ့ဒီနေရာကကလေးတွေကမေးကြတာပေါ့မင်းတို့ကဘာဖြစ်လို့ဘုရားကိုကိုးကွယ်တာလဲဘာဖြစ်လို့ဘုရားကိုကိုးကွယ်တာလဲဗုဒ္ဓဘာသာဆိုတာဘာကိုပြောတာလဲဘုရားဆိုတာဘာကိုပြောတာတော့ ਨੇ မေးခွန်းတွေသူတို့ကိုမေးတဲ့အခါကျတော့ကလေးတွေကမသိဘူးမဖြေနိုင်ခဲ့ကြဘူးအဲ့ဒီတော့ဦးသိန်းကိုအဲ့လိုမေးပါများလာတဲ့အခါကျတော့ဦးသိန်းကမဖြစ်ဘူးနွေရသည်ယဉ်ကျေးလိမ့်မှသင်တဲ့အခါမှာဒါလေးကိုအဓိကထားသင်မယ်တခြားသောတရဏဂုံ၃ပါး၅ပါးသီလစသည်အပြင်ဘုရားကြောတွေဟာသူတို့တွေအကုန်လုံးလိုရကြတယ်အဲ့လိုကြောင့်မို့လို့ဒီတစ်ခါနွေရသည်ယဉ်ကျေးမှုသင်တဲ့အခါမှာဒီဟာလေးကိုအဓိကထားသင်မယ်ဆိုပြီးတော့စိတ်ကူးမိပါတယ်အဲ့လိုစိတ်ကူးမိတာနဲ့တပြိုင်နက်ငါတို့မြေပြန့်ဒေသမှာလဲယဉ်ကျေးလိမ္မာသင်တန်းတွေပေါ်လိုက်တာဆရာတော်ဘုရားတွေကလည်းအများကြီးပဲသင်ကြတယ်အများကြီးသင်ကြတယ်စာတွေလည်းရကြပါတယ်ဒါပေမဲ့တချို့ကလေးတွေဟာဗုဒ္ဓဘာသာဆိုတာဘာကိုပြောတာလဲဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ဖို့အတွက်ဘာတွေလိုအပ်တယ်လဲဘုရားကိုဘာဖြစ်လို့ကိုးကွယ်တာလဲဆိုတဲ့မေးခွန်းတွေမေးလိုက်ရင်မသိတဲ့သူကအတော်များပါတယ်ဒါဆရာတော်တွေကိုပြစ်မှားတာမဟုတ်ဘူးနော်ပြစ်မှားတာမဟုတ်ဘူးစာရီယဉ်ကျေးလိမ္မာသင်တန်းကိုသင်တဲ့အခါမှာအခုဘာသာခြားတွေများသောအားဖြင့်မေးတတ်တဲ့ဒါဥသိန်းတွေ့ကြုံခဲ့ရတဲ့သာသနာပြုဌာနကဘာသာခြားတွေကိုပြောတာနော်သူတို့တွေများသောအားဖြင့်မေးတတ်တဲ့ဖျားဆိုတာဘာလဲဗုဒ္ဓဘာသာဆိုတာဘာလဲဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ဖို့အတွက်ဘာတွေလိုအပ်လဲဖျားကိုဘာလို့ကိုးကွယ်တာလဲအဲ့ဒီမေခွန်းတွေကိုအဓိကထားပြီးတော့သင်ပေးမယ်ဆိုလို့ရှိရင်တိတ်ကောင်းမှာပဲဆိုတဲ့အသိဉာဏ်တွေတခုပါရလိုက်တယ်ရလိုက်တဲ့အတွက်ကြောင့်မို့လို့ကလေးများကိုတော့မသင်ပေးရသေးခင်မသင်ပေးရသေးဘူးပေါ့နော်မြေပြန့်ကကလေးတွေကိုမသင်ပေးရသေးဘူးပြောတာပါတောင်တန်းမှာတော့အဲ့ဒီအကြောင်းအရာတွေသင်ပေးခဲ့ပါတယ်ခုအဲ့ဒီသင်ပေးခဲ့တဲ့အရာတွေထဲကနေပြီးတော့အချင်းချုပ်အနေနဲ့ပြန်ပြီးတော့ပြောပြပါဦးမယ်ဒါလေးကိုနားထောင်ပြီးတော့မိမိလည်းနားထောင်ပေါ့နော်သူတော်ဘာတွေကိုလည်းဖွင့်ပြမယ်ဆိုရင်ဗုဒ္ဓဘာသာဆိုတာဘာလဲဗုဒ္ဓဘာသာဝင်ဆိုတာဘာလဲဘာကြောင့်ဘုရားကိုကိုးကွယ်ရတာလဲဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်ဖို့ဘာတွေလိုအပ်လဲဆိုတဲ့မိဂုံးလေးတွေရဲ့အဖြေကိုသိရှိသွားမှာဖြစ်ပါတယ်အခုစတင်ပြီးတော့ပြောပြပါမယ်နံပါတ်1အနေနဲ့ဘာကြောင့်ဗုဒ္ဓဘာသာလို့ခေါ်တာလဲဒီမိဂုံးလေးကိုအရင်ရှင်းရအောင်ဗုဒ္ဓဘာသာဗုဒ္ဓဆိုတာကမြတ်စွာဘုရားကိုပြောတာဘာသာဆိုတာအဲ့ဒီမြတ်စွာဘုရားထုတ်ဖော်ဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုပြောတာအဲ့တော့မြတ်စွာဘုရားဟောကြားတော်မူခဲ့သောတရားတော်များကိုဗုဒ္ဓဘာသာလို့ခေါ်တာဗုဒ္ဓဘာသာလို့ခေါ်တာအဲ့တော့အဲ့ဒီမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုလိုက်နာကျင့်သုံးတဲ့သူတွေကိုကြတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်တယ်နောက်ကနေဝင်ဆိုတဲ့လုံးလေးတစ်လုံးတိုးလိုက်တာ
ဗုဒ္ဓဆိုတာမြတ်စွာဘုရားဘာသာဆိုတာထိုမြတ်စွာဘုရားဟောကြားထုတ်ပေါ်ဟောကြားတော်မူခဲ့သောတရားတော်များထိုမြတ်စွာဘုရားထုတ်ပေါ်ဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုလိုက်နာကျင့်သုံးတဲ့သူတွေကိုဗုဒ္ဓဘာသာဝင်လို့ခေါ်တယ်အဲ့တော့ဗုဒ္ဓဘာသာဆိုတာဘာလဲဗုဒ္ဓဘာသာဝင်ဆိုတာဘာလဲဆိုတဲ့မိဂုံးရင်နှစ်ခုကိုမိဂုံးနှစ်ခုရဲ့ဖြေကိုသိလောက်ပြီပေါ့နော်အဲ့တော့နောက်တစ်ခုပြောချင်တာကဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်လိုက်နာကျင့်သုံးသင့်သောလိုက်နာကျင့်သုံးရမယ်အဓိကတရားဘယ်နှပါရှိတယ်လဲဒါသိဖို့လိုပါတယ်မြတ်စွာဘုရားရဲ့တရားတော်တွေကိုလိုက်နာကျင့်သုံးရင်တော့ဗုဒ္ဓဘာသာဝင်ဖြစ်တာမှန်တယ်သို့တော်လည်းမြတ်စွာဘုရားဟောတော်မူခဲ့တဲ့တရားတော်တွေကအများကြီးပဲအဲ့ဒီတရားတော်တွေအကုန်လုံးကိုဘယ်သူလိုက်နာကျင့်သုံးနိုင်မလဲဟုတ်တယ်မို့လားရှိယဟန်တန်ကတော့ဆရာတော်ကြီးများယခုလက်ရှိယဟန်တန်ကဆရာတော်တွေများဒီလိုဆရာတော်ဖျားတွေယဟန်တန်ကတော့တွေကသာလေလိုက်နာကျင့်သုံးနိုင်ပြီမဲ့ဦးဇင်းတို့တက္ကရာမတွေခုခေတ်လူငယ်တွေကြတော့ဒါတွေအကုန်လုံးကိုလိုက်နာကျင့်သုံးနိုင်ဖို့ဆိုတာမလွယ်ဘူးအဲ့ဒီတော့ဗုဒ္ဓဘာသာဝင်ကောင်းလဲဖြစ်ချင်တယ်လိုက်နာကျင့်သုံးစရာတွေကလည်းအများကြီးရှိတဲ့အထဲကမှအများကြီးကိုလည်းမကျင့်သုံးနိုင်ဘူးဆိုရင်လိုအပ်တဲ့အင်္ဂါရပ်လေးက၃ပါးရှိပါတယ်၃မျိုးရှိပါတယ်အဲ့ဒီ၃မျိုးကဘာလဲဆိုလို့ရှိရင်နံပါတ်1ဖရာတရားတန်ခါယရဏမြတ်၃ပါးအပေါ်မှာယုံကြည်မှုတရားတရားရှိရမယ်တည်သည့်ထီအောင်လုံးဝအဲ့ဒီယုံကြည်မှုတရားတရားပြတ်မသွားရအောင်ဖရာတရားတန်ခါယရဏမြတ်၃ပါးပေါ်မှာယုံကြည်မှုတရားတရားရှိရမယ်အဲ့ဒါကနံပါတ်1နံပါတ်2ကကြတော့တရဏဂုံ3ပါးနဲ့5ပါးသီလကိုခါဝတ်ပစိုးကဲ့သို့ခိုင်မြဲစွာကျင့်သုံးစောင့်တည်ရမယ်စောင့်တည်ကျင့်သုံးရမယ်ပေါ့အဲ့ဒါကနံပါတ်2နံပါတ်3ကကြတော့ကံကံဤအကျိုးတရားကိုယုံကြည်ရမယ်ကံကံဤအကျိုးတရားနဲ့ပတ်သက်ပြီးခြားခြားသောဆရာတော်ဘုရားကြီးများရှင်းပြထားတာတွေအများကြီးရှိပါတယ်ကံကံဤအကျိုးတရားကလည်းတော်တော်လေးကိုကျေပြတ်ပါတယ်ဒီနေရာမှာတော့ကံကံရဲ့အကျိုးတရားဆိုတာကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ကိုလှုပ်တာကိုရမယ်ကိုဖြစ်မယ်ကိုခံမယ်ကိုဆန်ရမယ်သူလှုပ်တာသူဖြစ်မယ်သူခံရမယ်သူဆန်ရမယ်ဒီလောက်ပဲမှတ်ထားပါဒါကံကံရဲ့အကျိုးတရားကိုယုံကြည်ခြင်းပါအဲ့တော့နံပါတ်1ကဘုရားတရားတန်ခါယရဏမြတ်၃ပါးကိုယုံကြည်မှုတရားတရားရှိရမယ်နံပါတ်2ကတရဏဂုံ3ပါးနဲ့5ပါးသီလကိုခိုင်မြဲစွာကျင့်သုံးစောင့်တည်ရမယ်နံပါတ်3ကကံကံဤအကျိုးတရားကိုယုံကြည်ရမယ်ဒီ3ချက်သာပြည့်စုံမယ်ဆိုရင်အဲ့ဒါဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်အင်မတန်ရေးကြီးတဲ့အင်္ဂါရပ်3ရပ်ပါဒီအင်္ဂါရပ်3ရပ်ကိုဒီအင်္ဂါရပ်3ရပ်နဲ့ပြည့်စုံမယ်ဆိုရင်ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ပြည့်စုံသောဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ပါပြီအဲ့ဒီတော့နောက်ထပ်မေးခွန်းလေးတစ်ခုကဘာလဲဆိုရင်မြတ်ဗုဒ္ဓကိုမြတ်စွာဘုရားကိုဘာဖြစ်လို့ကိုးကွယ်တာလဲဒီမေးခွန်းလေးကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ဘာဖြစ်လို့ကိုးကွယ်တာလဲဒီမေးခွန်းလေးကအဲ့ဒီသာသနာပြုတဲ့နေရာမှာရှိတဲ့ဗုဒ္ဓဘာသာဝင်လူငယ်တွေကလည်းမေးတယ်ခဏခဏမေးပါတယ်ခဏခဏလည်းဖြေခဲ့ရတယ်အဲ့လိုဖြေလို့ရတဲ့အဖြေတွေကအများကြီးရှိပါတယ်သို့တော့ဒီနေရာမှာတော့အချင်းချုပ်လေးပဲဖြေလိုက်ပါမယ်မြတ်ဗုဒ္ဓကိုကိုးကွယ်တယ်ဆိုတာလှုပ်တင်တာနဲ့မလှုပ်တင်တာကိုသိဖို့ပါပဲတနည်းပြောရရင်အမှားအမှန်ကိုသိဖို့ပဲလှုပ်တင်တာနဲ့မလှုပ်တင်တာကိုသိသွားတဲ့အခါလှုပ်တင်တာတွေကိုလှုပ်ပြီးတော့မလှုပ်တင်တာတွေကိုမလှုပ်ဖြစ်တော့ဘဲနဲ့ရှောင်ကျဉ်တတ်သွားတယ်အေးအဲ့လိုမလှုပ်တင်အဲ့လိုလှုပ်တင်တာတွေကိုလှုပ်ပြီးတော့မလှုပ်တင်တာတွေကိုမလှုပ်ဖြစ်တော့ဘဲနဲ့ရှောင်ကျဉ်တတ်သွားတဲ့အခါမှာပဝန်းကျင်လောကဟာလည်းကိုယ့်ကြောင့်စိတ်ဆင်းရဲကိုယ်ဆင်းရဲမဖြစ်တော့ဘဲအေးချမ်းသွားတယ်။နောက်ပြီးကိုယ်လည်းအေးအေးချမ်းချမ်းအစဉ်ပြေပြေနဲ့ဘဝကိုဖြတ်တန်းတတ်သွားတယ်။လှုပ်တင်တာနဲ့မလှုပ်တင်တာလေးကိုသိဖို့လေးနဲ့များတခြားပုဂ္ဂိုလ်တွေလည်းကိုယ်ွယ်လို့ရပါတယ်လို့ကွန်မလိန်တက်စရာရှိပါတယ်။မေးစရာရှိပါတယ်။မတူပါဘူး။လုံးဝမတူပါဘူး။တခြားသောပုဂ္ဂိုလ်တွေကတဘဝတခဏတာအတွက်အစဉ်ပြေဖို့ကိုသာလမ်းညွန်ပေးနိုင်တာပါ
မြတ်ဗုဒ္ဓကတော့အဲ့ဒါလို့မဟုတ်ပါဘူးတန်တရာတစ်လျှောက်လုံးနောက်ဆုံးနိဗ္ဗာန်ရောက်သည့်အထိအစဉ်ပြေဖို့လှုပ်တင်တာနဲ့မလှုပ်တင်တာကိုညွန်ပြပေးနိုင်ပါတယ်ဥပမာပြောရရင်အခြားသောပုဂ္ဂိုလ်တွေကလမ်းတစ်ဝက်လောက်ပဲရောက်ပို့နိုင်တာပါမြတ်ဗုဒ္ဓကတော့လမ်းအဆုံးထိရောက်အောင်ပို့ဆောင်နိုင်ပါတယ်ဒါကြောင့်မြတ်ဗုဒ္ဓကိုကူးဝယ်တယ်ဆိုတာဟာလှုပ်တင်တာနဲ့မလှုပ်တင်တာကိုသိဖို့အတွက်ကိုးကွယ်တာဖြစ်ပါတယ်အဲ့ဒီတော့လှုပ်တင်တာနဲ့မလှုပ်တင်တာကိုသိအောင်ထုတ်ဖော်ဟောကြားပြသတတ်တဲ့အတွက်ကြောင့်မလို့မြတ်ဗုဒ္ဓကိုကျေးဇူးတင်ရပါတယ်ဥညွတ်ရပါတယ်လေးစားရပါတယ်ပူဇော်ရပါတယ်ရှိခိုးကြောရပါတယ်ဗုဒ္ဓဘာသာဝင်ဆိုတာဘာလဲဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဘာတွေလိုအပ်တယ်လဲမြတ်ဗုဒ္ဓကိုဘာကြောင့်ကိုးကွယ်ရတာလဲဆိုတဲ့မိဂုံးလေးတွေရဲ့အဖြေကိုသိရှိသွားလောက်ပြီလို့ထင်ပါတယ်ဒါလေးကိုခဏနားထောင်သူများတွေကိုလည်းပေးနားထောင်ပြီးတော့ဗုဒ္ဓဘာသာဝင်ကောင်းများဖြစ်ကြပါစေလို့ဆန္ဒပြုရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်